လေးထွက်အပျော်တွေလည်းပြီးသွားပြီဆိုတော့ပုံမှန် school life လေးကိုပြန်ရောက်လာပါပြီ။အဲ့ဒါမို့လို့ဖင်လန်နိုင်ငံကအလီနာရဲ့ school day လေးကိုအကုန်လုံးလိုက်ခဲ့ပေးကြပါအောင်ရှင်။ပုံမှန်ကြောင်မနက်ပိုင်းချိန်ရှိတဲ့နေ့ဆိုလို့ရှိရင်အလီနာကမနက်9:00နာရီခွဲထားနေကြမို့လို့ဒီနေ့လည်းမနက်9:00နာရီခွဲထားပြီးတော့ပြင်ဆင်နေပါတယ်။ပြီးတော့မနက်စာတော့အလီနာ coffee ပဲတောက်သွားဖြစ်ပါတယ်။ကျောင်းမှာက breakfast ကျွေးမှာဆိုတော့မစားသွားဖြစ်ပါဘူး။ဒါလေးကတော့အလီနာရဲ့ outfit for the day ပါ။ကဲအခုကတော့အလီနာကျောင်းကိုရောက်နေပါပြီ။ဒါကတော့အလီနာတငယ်ချင်း2ယောက်ပါရှင်။ဒီနေ့ရဲ့ပထမဦးဆုံးချိန်က art class ဖြစ်တဲ့အတွက်ပုံဆွဲရမှာဖြစ်ပါတယ်။ဒီ art class ကတော့လုံးဝ free ပဲဒီ course ကတည်းကဆရာကလုံးဆရာရှိတဲ့ text တွေကိုအကုန်လုံးပေးထားတယ်။ကိုကကိုပုံမှန်ပေါ့နော်ကိုနှုံနဲ့ကိုဆွဲပြီးလို့ရှိရင်ပြီးသွားပြီပေါ့နော်ဘာမှဒီ class ထဲမှာထူးထူးလုံးဆရာမရှိပါဘူးအေးအေးဆေးဆေးပါပဲ art class ပြီးသွားတော့အခုအလီနာတို့ breakfast စားမလို့အောက်ဆင်းနေရပါအခုကတော့ကန်တင်းထဲကိုရောက်ပါပြီဒါတွေကတော့ဒီနေ့ကျွေးတဲ့အကြောင်းကမနက်စာပဲဖြစ်ပါတယ်ဖင်လန်အကြောင်းတွေကပုံမှန် lunch ပဲ free ကျွေးရဆိုပေမဲ့အလီနာတို့အကြောင်းကတော့ free ကျွေးတဲ့ထဲမှာ breakfast ပါပါတယ်ပေါ့နော်စားပြီးသွားတော့နောက်တစ်ချိန်ဆက်ထည့်ရမှာပါအခုချိန်ကတော့ philosophy အချိန်ပါရှင်အတန်းချိန်မှာဆိုရင်အလီနာတယောက်အမြဲတမ်းတမ်းပါတယ် On oikeus koskemattomuuteen ja vapaus. Sitä, että myöskin tänä päivänä on tämmöisiä အဲ့ဒီအချိန်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ချိန်ကတော့ maths အချိန်မှာသင်္ချာချိန်ပေါ့နော်ဒီနေ့ကတော့အလီနာအတွက်ဆိုလို့ရှိရင် class ကအများကြီးမရှိဘူးဒီချိန်ပြီးရနဲ့ lunch စားပြီးသွားပြီဆိုလို့ရှိရင်အိမ်ပြန်လို့ရပါပြီဒီနေ့နေ့လယ်စာကိုတော့ကျောင်းက pasta ကျွေးပါတယ် school lunch ကို rating ပေးရမယ်ဆိုလို့ရှိရင်ဒီနေ့အတွက်ကတော့5 out of 10ပါအဲ့လောက်စားလို့မကောင်းပေါ့နော်စနွင်းနေများနေပြီးတော့အရသာအဲ့လောက်မရှိဘူးဖြစ်နေတယ်ကျောင်းကအပြန်အလီနာအိမ်မပြန်ခင်မှာ grocery shopping တခါတည်းသွားဝယ်မလို့လုပ်ထားပါတယ် so အဲ့ရောက်တော့အလီနာဝယ်စရာရှိရလေးဝယ်ပြီးသွားလို့ရှိရင်တော့အလီနာရဲ့ဒီ vlog လေးကပြီးသွားပါပြီရှင်